မြန်မာပြည်မှာအနေဆုံးလောက်ခလာစာတတ်မှတ်နိုင်မှုအလုသမားဝန်ကြီးနဲ့အလုရှင်ကိုယ်စားလှယ်တွေကြားဒီဇင်ဘာ21ရက်နေ့ကရန်ကုန်မြို့ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာနိုင်ပေါင်းများစွာဆွေးနွေးခဲ့ပေမဲ့အပြေမထွက်ဘဲပြီးဆုံးသွားခဲ့ပါတယ်။အလုသမားတွေအတွက်အနေဆုံးလောက်ခလာစာတတ်မှတ်ရေးအလုရှင်တွေကကန့်ကွက်ဆန့်ကျင်နေတဲ့အကြောင်းတွေကဘာတွေလဲ။လုပ်ငန်းဝင်တစ်ခုနဲ့တစ်ခုမတူညီတဲ့အပြင်စားစရိတ်ကုန်စည်နှုန်းနဲ့မြေဈေးတွေမတူတာကြောင့်ဒေသနဲ့ကဏ္ဍအလိုက်ခွဲခြားသတ်မှတ်တင်တယ်လို့ပြောလာတဲ့ဦးသိန်းလွင်ကအစိုးရကအနိုင်ဆုံးလောက်ခလာစာမသတ်မှတ်တင်ပဲဈေးကွက်ကပဲထိန်းချောင်းသွားတင်တယ်လို့ဆိုပါတယ်။ဖွံ့ဖြိုးလာတဲ့အခါသုံးစွဲနိုင်တဲ့ဝယ်လိုအားတက်လာမှအနိုင်ဆုံးလောက်ခသတ်မှတ်တင်ပြီးအခုချိန်သတ်မှတ်လိုက်ရင်အသေးစားအလတ်စား SME လုပ်ငန်းရှင်တွေအကြက်ရိုက်သွားနိုင်သလိုကုန်ပစ္စည်းတွေကိုဈေးတင်ရောင်းတဲ့အခါလူလူပဲဒုက္ခရောက်မှာဖြစ်တယ်လို့သူကပြောပါတယ်။သတ်မှတ်ပေးတဲ့လောက်ခတိုင်းလိုက်ပေးရင် legally နဲ့ unlegally ဖြစ်သွားမယ်။နောက်ပေးနေပါတယ်ပြပြီးတော့တင်းလိန်ခိုင်းတယ်လို့ဖြစ်သွားမယ်။ဒုတိယတစ်ခုကသူ့ဈေးကွက်နဲ့ကိုက်တဲ့လောက်ခလာစာသူ့ထုတ်လုပ်မှုနဲ့သူ့ရဲ့ market မှာရောင်းရတဲ့ဟာနဲ့ပဲသူချိန်ကိုက်ပြီးပေးနိုင်တယ်။ဆိုတော့တင်သတ်မှတ်ပြီးလောက်လိုက်လို့မပေးနိုင်ရင်သူက3လသုံးဖို့6လထက်ပဲပို့လောက်မှာမဟုတ်ဘူးအရှုံးခံ။တကယ်လို့ဆက်လုပ်မယ်ဆိုရင်သူတစ်ခုစီကုန်ပစ္စည်းစိမ်းနှုန်းသူတင်ပြီးတော့ရောင်းချသွားမှာရောင်းချသွားမယ်ဆိုရင်နောက်ဆုံးကဝန်ထမ်းတွေရောလောသားပြည်သူလူထုကဒီပစ္စည်းကိုဈေးကြီးပေးပြီးဝယ်သွားပြီးတော့ငွေကြေးဖောက်ပွားလာတာကိုဖြစ်သွားနိုင်မှာဒီကစားတမတ်တာနဲ့ဗာနဲ့တပြိုင်နဲ့လှုပ်သိမ်းလဲဆိုတော့ကုန်စည်နှုန်းကျဆင်းရင်းနဲ့ inflation မတက်အောင်ကိုအစိုးရနေတခြားဝန်ထမ်းတွေတပိုင်းကတပြိုင်နဲ့လုံးမှာကိုနော်လက်တွေ့ကြပြီးအောင်မြင်မယ်လို့ထင်တယ်အလုရှင်အလုသမားနဲ့အစိုးရတို့ကြားဆွေးနွေးခဲ့တာ28ကြိမ်ရှိခဲ့ပေမဲ့အခုထိတသားတည်းကြတဲ့အဖြေကိုမရသေးဘူးလို့အနိုင်ဆုံးအခချင်းငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌဦးအေးမြင့်ကပြောပါတယ်။အနည်းဆုံးအခချင်းငွေဆိုတာတစ်နှစ်တာမှာကုန်ကြရတဲ့လူနေမှုစရိတ်ကကျပ်100ရှိရင်အနည်းဆုံးအခချင်းငွေကကျပ်100အောက်မှာရှိရမယ်လို့ဆိုပါတယ်။ကျပ်100ပြည့်ဖို့ကတော့လုပ်သားတွေရဲ့ကျွမ်းကျင်မှုကိုထည့်ပေါင်းရမှာဖြစ်ပြီးမြို့နယ်ပေါင်း100ကျော်ကအခြေခံလိုအပ်ချက်တွေကိုကောက်ခံပြီးဥပဒေကိုအဆိုပြုသွားမယ်လို့ဆိုပါတယ်။လူနေမှုစရိတ်100ကုန်တယ်တနေ့100ကုန်တယ်ဆိုရင်အနည်းဆုံးအခချင်းငွေကအဲ့ဒီ100အောက်မှာရှိတယ်။အဲ့ဒီ100ပြည့်အောင်ဘာနဲ့ဖြစ်ရလဲ။လူသမားတွေရဲ့လူအားနဲ့လူသမားတွေရဲ့ကျွမ်းကျင်မှုနဲ့လှုပ်ရှင်တွေရဲ့စေတနာဆိုတော့ bonus ဆိုပါလို့ပေးတာပေါ့နော်အလုပ်သမားတွေရဲ့ကျွမ်းကျင်တော့ပို့ရမယ်အလုပ်ချိန်အလုပ်တလောက်ခံစားရမယ်ဒါလေးတွေနဲ့မိသားစုစားဝတ်နေရေးကိုဖြည့်ပြီးတော့လုပ်သွားကြပါနော်အနိုင်ဆုံးလောက်ခကိုအစိုးရကသတ်မှတ်လိုက်တာနဲ့အလုပ်သမားကျွမ်းကျင်မှုမကျွမ်းကျင်မှုနဲ့ကုန်ထုတ်လုပ်မှုတွေနဲ့မသက်ဆိုင်ဘူးလို့ UMFCCI တွဲဖက်အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်ကရှင်းပြပါတယ်အနိုင်ဆုံးလစာနဲ့အခြေခံလစာဟာမတူညီပေမဲ့အခြေခံလစာဟာအနိုင်ဆုံးလစာအောက်တော့မရောက်ရဘူးလို့ဆိုပါတယ်အနိုင်ဆုံးလစာရဲ့အခြေခံလစာရဲ့တကယ်တော့နောက်ဆုံးရတဲ့လစာ၃ခုဟာမတူပါဘူးအနိုင်ဆုံးလစာနဲ့အခြေခံလစာမှာတချို့နိုင်ငံများကတော့အခြေခံကျသော social economic factor တွေပေါ့နော်လူမှုစီးပွားရေးညှိုးကိန်းတွေကိုထည့်ထားတဲ့အတွက်ကြောင့်မို့လို့အဲ့လိုနိုင်ငံမှာတော့အနိုင်ဆုံးလစာနဲ့အခြေခံလစာဟာတူတတ်ပါတယ်ဒါပေမဲ့အခြေခံလစာတွေအနည်းဆုံးလစာရဲ့အောက်ကိုတော့ဘယ်နိုင်ငံမှမရောက်ပါဘူးအခြေခံလစာသည်အနည်းဆုံးပြီးသောလစာရဲ့တူရင်တူမယ်မတူရင်အထက်မှာပဲရှိမယ်ဒါ first stage ပါ